ယောက်ကမသားပါဒီမှာမောင်မြတ်တော်သိနလားနဲ့စင်နာရမယ်တွေ့တာရမယ်ဒီမှာကောင်းရေဟောင်းဝူဟောင်းမဆိုဝူရောခေါင်းဆက်လင်းဗျာကိုတန်းရောက်လာတာကပြနေရရွှေမျိုးတော့ဟုတ်လားဟုတ်ပါပါတယ်ရွာနာမည်ရွှေရင်လုံးနဲ့မရောက်ဘူးတော့ဆိုတော့ရွာနာမည်တွေပါမိသွားဒါပေါ့အကျိုးစားလို့ကြည့်အောင်ရှင်ကျိုးစားမယ်ဗျာကျွန်တော်တို့တကကြီးကဥညီကျော်လေးပါတဲ့အဲ့လိုမှကတော့ကျမရဲ့မမငယ်လေးဖြစ်ပါတယ်ရှင်ဒါအလူကြီးမှရောက်ရှိလို့လာရပြီဖြစ်တဲ့အတွက်ကျိုးစားရမှာကျမတို့တာဝန်ပါတဲ့ကျိုးစားရမှာကကျွန်တော်တို့ခင်ဗျားတို့တာဝန်စကားတွေအများကြီးပြောတော့အမားတွေအများကြီးပါမှာဟုတ်တယ်နော်ဒီတော့အမားတွေမပါရအောင်လို့စကားမပြောဘဲနဲ့အကိုကြီးအလုံလေးနဲ့ဒီလိုစလို့တက်တည်ပြရအောင်ကျိုးစားမယ်ဗျာလက်ခေါ်တယ်လေဘယ်သူဒီဘယ်တော့ပဲလက်ခုပ်တီမတီငါဒီနာအဖွဲပဲသဘောကျတယ်ဟောတို့လည်းစုမချဘူးသူတို့လည်းဘာမှမစားဘူးအဲ့ဒါကိစ္စပြဘူးကိုတလဲရကိုဘကကာလာသားရတဲ့ကိုတလဲအောင်လေစုချခြင်းလို့ဟာရတာဗောရတယ်ကျွန်တော်လက်ခံပါတယ်လို့နော်စုချခြင်းကိုကောင်းရကျွန်တော်အဲ့လိုကြီးတော့စုမချနဲ့လို့ဟိုတယောက်ချင်းဖြည်းဖြည်းချင်းချလို့စုပြောတယ်ပတ်စံပြောတယ်ပတ်စံပြောလားဟောကိုကောင်းကိုလည်းဟိုနာကဟိုဟာ2သိန်းတယ်ဗျာ2သိန်းနဲ့ဟာရားလိုက်လားဟာညားမှာမောသဘောကျနေဟိုကလေးလူရှင်တော်ဆိုတော့တခါမှမမြင်ဘူးတော့မကြည့်ဘူးတော့ဟိုနာကဟော2သိန်းနဲ့ဗျာဘာ2သိန်းလုံးလို့တင်သိန်းနဲ့အောင်သိန်းရသမားတွေပါရဲ့အကောင်ပြောတော့ရဖို့ကူတော့ပဲရှိပါအားတော့ပြန်ပြီးဘယ်လိုတည်အောင်ကဲကိုကောင်းရဲ့ဒါတော့မင်းသမီးလေးခုနကသွားပြီလို့ဘယ်သူလို့မင်းတော့ဒီဆိုအလိုရောလုံးလေဘာကြောင့်တော်လို့ပြင်မလားခုနမင်းသမီးကသွားတာဘယ်သူလို့ရှင်းပြီဒီရှင်းပြီဒီနောက်တော့ထွက်မှာမေးကြည့်တယ်ကမလေးနာမည်မေးကြည့်တော့မေးကြည့်တော့မမေးရှင်မေးကငါကလေးလေမင်းကလူကြီးလေလူကြီးရရတော့မေးပါပေါ့အဲ့ဆိုနောက်လာဟုတ်ဒါမချောက်ဘူးအဲ့ဒါလူတချစ်ဖို့လည်းကောင်းတယ်လာလဲလာတယ်နော်တကယ်ချောတာတကယ်ချောတာအကားတွေဘာတွေကတ်တတ်သလားအကားတွေဘာတွေရောပိုက်တာပေါ့မင်းကရတာဗောဂီတကျယ်လေးအုတ်ကာဆိုရင်သားပဲမင်းကရတာဗောရတယ်ရရင်တော့ဦးကခိုင်းနေကမလားဦးဆိုတဲ့တချင်းနဲ့ဆိုကလားတချင်းဆိုပြမယ်ကလားမင်းကလားလို့ကမှာကလားလို့ကလားလို့တူးတော့ဒီလိုလို့ဟာကလားဆိုတာဖုသားကလားဆိုတာနုံးညစ်တတ်တယ်မင်းညစ်တတ်လားဟာနုံးညစ်တတ်တယ်အကိုကြီးတင်ပေးမယ်ဟယ်လိုကလားလေးလို့ကစမ်းမနော်ဒါဆိုရင်အခုဆိုရင်ကောင်းမို့တော့ကလားမင်းသားလေးဖန်လျှောက်ခင်ဖန်လျှောက်ခင်ဆိုတာဖင်လျှောက်ခံရှာရခန်မင်းတို့ရှိရတော့ငါတော့ကနေရှာရခန်စမ်းမနော်ကလပုံလေးနဲ့ကျော်ကြီးတကယ်ဟုတ်ကလပုံလေးလာပြီကလာတူရီယာပြရကေနာရီယာပြရကေဟိုညီလေးမင်းကလားမင်းသားနဲ့မတူစီချိုကြီးမင်းသားနဲ့တူနေတယ်အဲ့တွေကလားမင်းသားဆိုကြီးတယ်လို့ဒီလိုလေးနော်အဲ့ကဒီလိုလေးနော်โอเคတက်တိချာချက်မင်းတိချာကပ်တယ်ဒီဟိန်းနော်အကမှာတော့ဖာသမသားကျွန်တော်မေကဖာခန်းစားတာမရိုင်းနိုင်လားအ
ကိုကဗျာကိုလူချင်းတောင်ကျွန်တော်မပြောဘူး တေချာလေး စမ်းမနော်တတတတ်မနော်ကောင်းကောင်းတူရီယာပြရကေနာရီယာပြရကေတူရီယာပြရကေ နေပူလိုက်တာ နာရီ ကွာ ယာပြရကေစာပေါ်ရပေါ်ရငါပေါ်ရပေါ်ရစာပေါ်ရပေါ်ရငါပေါ်ရဟမ် နာမူကတယ် ကွာမင်းရလေကွာ မကြီးဦးကြီးရင်ကပြလေမကြီး အမေ တူရီယာပြရကေနာရီယာပြရကေစာပေါ်ရပေါ်ရငါပေါ်ရပေါ်ရစာပေါ်ရငါပေါ်ရကိုရဲ့မင်းရဲ့ပပရောရဲ့ ချစ်တော်မောင်မြေကနေနဲ့ချေရီတထားချစ်စေ ပေါ်နီနီလေးနဲ့လာတဲ့မတ်တေရွှေရဲ့ မြတ်ပဲရ မင်းကဘာလို့ဝင်လာ တတ်လားကဲအဲ့တော့ဝေးရောင်လေးကိုထုတ်ပြီးတော့လွတ်လို့မယ် ကဲ အဲ့တော့တတ်ခေါ်ပြီး ဝင်းရောင်လေးကိုစပေါ်ရောက်ခေါ်ဖုတ်ကြပါစို့ ဟောထုတ်ပါ အေးပါရော ဦးညမဆိုလို့တတ်ကိုလည်းထုတ် ဒါကြနိုင်လို့တတ်တယ် ဒီ နော် မှာဆိုဥထုံးမှာပေါ့တော့တင်တော်တာပေါ့ အဲကလေးကတက်ပတ်တယ် ဦးထုတ်ပေးမယ်မင်းကမောင်နှမချင်းဆိုတော့ထုတ်တာမကောင်းဘူး ဟုတ်တယ်ဟုတ်တယ် ရ ဟေး စိုက်ပါ ဟမ် ငါစိုက် စိုက်နေငါပါဆက်ဆူချက်ရတာအများကြီးကဲဝင်းရောင် ဒီကတီဗီရဲ့စော်များမှတ်နေတာ အလှမဘင်းရင်မထိတ်တန်းဒါပဲဗောအလှမဘင်းရင်မထိတ်တန်း ကိုဒီဟမ်ဒါကြီးကယိုးနေ ယိုးနေလား တော့ အရမ်းမဝင်ကြွအောင်အရမ်းမဝင်ကြွအောင် လူတိုင်းတည်တယ်အဲ့ဒါကြီးကလူတိုင်းတည်လူတို ဒါ င်း လူရှင်တော်လှုပ်ရှားတာဒီနံပုတ်နဲ့ကုံမမင်းခေါ်ချင်းခေါ်မခေါ်ချင်းနေအာ ဟုတ်စာကြီးပေကြီးနဲ့ခေါ်လိုက်ပါ စာကြီးကြီးပေကြီးကြီးမင်းခေါ်တိုင်းမင်းခေါ်လိုက် စာကြီးပေကြီးနဲ့ခေါ်လိုက်မယ်စာပါတော့စာပါဒေစာလေးကြိုင်နော် စာရေးကြီးပဲ မှတ်ထားနော် ဟုတ်ကဲ့ မှတ်ထားနော်စာကြီးပေကြီးနဲ့ခေါ်တာစာပါတော့စာပါဒေစာပါတော့စာမကြီးဒီစာပါဒေစာကလေးကိုဂျလီလီလို့လုပ်တယ်လို့ကဲမင်းသမီးကိုဂူဂူဆိုထုတ် ကောင်းလိုက်တဲ့စစ်ပေါ့အဲ့လိုစာသားကြားဖို့မကြားဘူးလား စာရီကြီးပဲ အေးစာရေးကြီးဝေးရော လာဘာဟုတ်တယ်လေရဲ့ မင်းသမီးလေးပါ ဝိရောင်လေး ဒီမှာဝေးရောင်ပြောမှာလေ အာတူ ဟော ဟေးဟေးဟေးဟာ ဟေးဟေး အကျော်တွေကတ်ကုန် အညီတရင်သိညီဝိုင်းသမီးမမြန်မာပိုင်အလူပညာ ဟာလေ ရှိမရင်မြောမြောက်ဆောင်ရည်ရာနတ်တုံနာအလူပညာမှာကိုယ်ရရကိုယ်ရရကိုယ်ရရတီထင်ပါလားအညီတရင်သိညီဝိုင်းသမီးမမြန်မာပိုင်အလူပညာရှိမရင်မြောမြောက်ဆောင်ရည်ရာနတ်တုံနာအလူပညာမှာကိုယ်ရရကိုယ်ရရကိုယ်ရရတီထင်ပါလား တေးပါပြီကွာ ဝင်လောက်တာမဟုတ်ဘူးမင်းအညို့ရှိလို့ကိုတတ်တတ်စောင့်ခံတာမင်း ကန္နာကိုရိုးရိုးမဟုတ်ဘူးဂျုံကိုကင်းတယ်လို့လာတာ အဲ့ဒါဖေးဤတဲ့ချီကန်ချက်တွေပါတယ်အခါ ငါလေး အကဆိုတင်းနှပြညာဟိုရှိရှိကရှိရဲ့တာ ဝီ ရှိစရာ မလေး ပြေးပြအနှပြညာလက်စင်ခဲ့တော့ ဒီကောင်ငါနာကန်ကောင်နည်းနည်းလန့်လာပြီနော် တော့ပါမောင်ရဲ့အနှပြညာလူတိုင်းကြောက်ရလဲ ဝိရောင် စင်အောင်မလေးလို့ရင်ကိုယ်ရင်းလေးဝေးတော့အတချစ်ကြတယ်ညရင်ကလေးပေါ်ဒီပေါ်အများကကြိတ်တယ်မစိတ်ကနေကြောက် ဟာဟာဟာ ဘေဘေရဲ့ကာလီမတကယ်မနေမအတရလို့ဆရာ ဟာဟာဟာ ဘေဘေဆိုင်ရဲ့ကာလီမတကယ်မပြမအတရလို့ဆရာအခုချိန်ကအကြီးဆိုတာရှဲပလီပလာညနေတာကပ်ပါရင်အချစ်ဆိုတာလုံနေတာညနေတာနာနာလုံတော့ပြကြလိမ့်မယ်ကွာ ဘယ်မှာ
စစ်ရှာမလဲအတူတွေပဲကွာ သူ့ကိုချစ်တာလဲလို့ပြောပြစမ်းပါ ဘာကိုချစ်တာလဲလို့ပြောပြစမ်းပါသူ့ကိုချစ်တာလဲလို့ပြောပြစမ်းပါသူ့ကိုချစ်တာလဲဘာဖြစ် သူကချစ်ချစ်နေ ဘာလို့ကလေးစနေ ဒီကောင်းတော့ကလည်းလက်လာ မဲအဲ့တော့ကမစီပြဆွမ်းသားတဲ့ချင်းကမိမ့်မမြတ်ပါတဲ့ဟုတ်ကဲ့ဒါလေးကိုစံပြောင်းလေးကပ်ပြီးတော့ဆိုထားပါတယ်ရှင်တင်းဦးရဲမှာပါဗျတင်းကကျမတော်ကဦးရဲမှာကိုလည်းရေးဆက်ပေးတာပါဟုတ်ကဲ့အဲ့တော့နှစ်ပညာအစစ်တန်းဆိုတာပျောက်ကင်နေကြပါပြီတဲ့မှန်တယ်ဗျဒါကြောင့်တက်သစ္စာလူငယ်တွေထိမ့်သိမ့်မရစေရှင်ကျွန်တော်လူငယ်တွေထိမ့်ရမှာဒါကြောင့်ထိမ့်သိမ့်ဖို့ရတောင်းပန်ပါရစေ ထိတ်တယ်မတော့ဒါတော့ညီမလေးတို့ရဲ့ စကားပြောတာအဲ့လိုဖတ်ပြောတယ်လို့ပါဘူးဘာလို့တားဖတ်နေရစကားပြောတာလို့ဖတ်ပြောတယ်လို့ပါဘူး မဟုတ်ငါဟိုစကားပြောအဲ့လိုပဲတို့စိတ်ပြီးအဲ့ထိတ်နေရမှာတော့ဒါ လို့ဘူးတော့ငါပြောနေတယ်လေဒါငါညမလို့အေး အဲ့နဲ့ဆိုမလောက်အောင်အဲ့လိုမကန်အောင်ဒီလို ဘယ်လိုတော့အေးအဲ့ဒါမျိုးဆိုရင်ငါအကိုတယောက်နေနဲ့ဖွင့်လို့တယ်ကွာ ကိုကြီးပတ်စလာစုထားမကြောက်ဘူး အဲ့တော့ကြီးရွာလေးထိမ့်သိမ့်မို့ရထောင်းမှန်ရဲ့ဒါအညီကမေတကယ် ဝင်းရော ဝီယမညီကမေတကယ်ဖန်နေစတဲ့ကြောင့်နော်နော်ရီပေဝီယနော်ရီပေနော်ရီပေမာအစီဟုတ်ကဲ့အပိရေဟာဟုတ်ပါဘူးဘောစီဟောကိုယ့်ကိုယ်ဆိုတော့ချစ်စနိုးနဲ့နာမည်အပြားဆိုခေါ်အပြည့်စုံခေါ်လို့အပေါက်ကမာအပေါက်ကဒီမာ အဲ့ဒါငါအပေါက် ဟုတ်တယ်ဒီဟာသူ့အဲ့တော့ကပေါက်စီဘာလားအပေါက်ကပေါက်စီအငိမ့်ငန်းကနေတာဟုတ်တယ်လေအလုံးကိုလေးလေးစားစားလုပ်ပါဒီသားချက်ကတော့ပြောမနေနဲ့ညလုံးကအိတ်မင်းလေးနဲ့ဖွင့်တာဒါမျိုးလုံးဖွင့်တာဒါအကုန်ပဲဒီတက်ပုံဖွင့်လို့မရတော့ဘူးနော် ဖွင့်လာလား ဒီမျိုးလုံးကဒါအကုန်ပဲ ဟုတ်လား ဟုတ်တယ်တမင်းတို့ကညအိတ်နေမှတ်နေလားငါ ငါမင်းအိတ်နေမှတ်နေတာ ဖွင့်တာလားဖွင့်တာလားဟုတ်ပြီအဲ့တော့ကျိုးစားမရသေးကျိုးစားမယ်ရောက်ရှိနေချင်းရွာကရွှေလုံး ရွှေအိတ်လုံး ချင်းရွာပါတမင်းအသားနဲ့လွတ်နေကြကြီးကသာနာလွတ်ကရဲ့ဦးတန်းစောထူကောဦးတန်းစောထူကော ကိုကြီးလေး ကိုညီကျော်လေးကိုညီကျော်လေးဟုတ်ကဲ့သာနာလူမကြီးကမဖြစ်တဲ့မကျဲစင်းလေးတမင်းတို့မမပါဟုတ်မကျဲစင်းလေးပါအဲ့တော့အခုလုံးပါရမီဖြစ်ရတာအင်မတန်မှဝမ်းသာပါတယ်အဲ့တော့အငိမ့်ကချိန်သက်တော်သိရုပ်သေးတော်သိနဲ့အငိမ့်ကချိန်ပေါင်းမှကြည့်လို့ကောင်းပါလိမ့်မယ်ဒါကြောင့်ကြိုးစားမရသေးနောက်ကဆိုင်းတစ်ပွဲလုံးရှေ့ကမင်းသမီးအော်ရာနဲ့ဝိုင်းချလို့ ဟာကဲဖွဲ့ဒီမင်းတို့ကနေအားခဲထားပြီးတော့အောင်မန်းသွားကြမလို့တော့ ဟေး ဘာလို့လာစေကို ပေါ့စီမင်းနမကွာခေါ်မလို့ဘူးမြင်းရလုံလေဝိုင်းချကြတယ်ဟာကောင်နေလုံလိုက်ကြငါတော့ခါကြိုက်လို့ဒီနာထိုင်ပြီ ငါတောင်းဝင်ယူပါမယ် ဘုံတော့တခုခုဆိုမင်းတို့ကနေတော့ လာအဲ့နေရမင်းကဘောင်းမွေးမှုလာလောက်ရမယ်နေရဘောင်းမွေးမှုဒီနာနေ မဟုတ်ဘူးငါပြောတာလေတခုခုဆိုရင်လေငါမျက်နှာလေးထောက်ကြပါနော် မင်းမျက်နှာ မင်း ထောက် မျ မ က်နှာ စား ထောက်မင်းမျက်နှာထောက်ပြီးငါတို့ကလုံပါပဲ ဟုတ်ကဲ့ကျွန်တော်ဒူးထောက်ပေးပါမယ် ရှာပြော ချ ကြားလားမင်းသမီးကပြောတာ ဖရဲ ဟို तू ကရှေ့ကအော်ဒါနဲ့ချတယ်နော် အော်ရာနဲ့ချာ အေး တကယ်ချာ ခဲရ တစ်ဖွဲ့လုံးချာမှာတယောက်ထဲလား တစ်ဖက်လုံးတော့တယောက် တစ်ဖွဲလုံး တစ်ဖက်လုံးအများကြီးနော် တောက်ပါလား ဒါမျိုးချပါခြင်းနဲ့ကြုံကြ တောင်းပါလာတယ်လူကြီးတော့ပဲမြင်လောက်ရှိသေးတယ်တောင်းပါလာ ဒီကောင်စိတ်ပါလားမပါလားစမ်းကြည့်ဦးမယ် မင်းတို့ကောင်းတော့ဟိုကဝိရတော့ဟိုသွားကြထုတ်ပြီးမဆဆဆ လာပါချင်းမနေနဲ့မင်းတို့ကောင်တော့ပေါင်ကြမ်းကြညက်ကြွတ်တက်ပြစ်လိမ့်မယ် မင်းတို့ဒီညပြောတဲ့စကားတွေကတော့မမရေးသရှင်လို့ပဲ ဘယ်လိုလုပ် နားရဲမကြရဲ့ပါဆော မလေးဟုတ်အေး ဘေးထိုးရမှာ တော့ တော့ က အေးအပေါ်ပဒနဲ့အောက်ပဒနဲ့မသွားလို့ ဘယ်ဒီအပေါ်ဘက်ကသွား ဟို နေ ဟိုသွားđiပါပါလေ အောက်ကသဖုံးကြီးပဲ အဲ့တဖုံးလေးကိုကြိုက်တာကဲဟေးအော်မနော် စာပြုတ်တိုက်လိုက် ဟေး ရှင် ဟေးချ ဟေးကြောက်တယ်ဘယ်ဦးရတဲ့ပဲ အဲ့ကောင်ဖတ်ကွာ မင်းသမီးကမလားမင်းကမလား မင်းကမောင်ဟုတ်ကဲ့ပါဟုတ် အဲ့ဆိုပြီးရ ဟုတ်ကဲ့ စမ်းမနော် လာမနော် လာညောလာဒီမှာကိုပြောခိုင်းတာ အဖေကလေးကြောက်ရတာငါမ
မင်းတပည့်ပေါ်စားတယ်ပေါ်စားတယ် အာ ဟုတ်ကဲ့ပါမပြောတော့ပါဘူးလို့ ဘောမလေးရအောင်မ ဘလက်ဒီဘူးဆိုတာ ဟုတ်တယ်ဘလူးလေးဖက်တဲမကြီးကမယ် တရားမနောက်ကတယောက်ကြံနေတရားမတယောက်ကြံနေကကြိုက်စမြက်က နောက်မှနောက်ပြောစီတယ် တရားမတယောက်ကြံနေ အာ ဟိုနောက်တော့ တိကြလေဘလူးတို့ဘာတို့ အဲ့ကောင်ကြီးကကွာမင်းနဲ့ကလည်းလေ နေရလေနေမယ် ဘာတော့ နောက်မှတိရဟိုမှာယောက်ျားလေးတွေအကုန်လုံးလူမျိုးလေးကြိုင်မယ် အဲ့လေကဘာလို့ အဲ့ကလေးတွေသဘောကျအောင်လူမျိုးတွေသဘောကျအောင်အော်မှာပေါ့ အာ သူတို့တရားရှိအောင်တီးချင်အောင်အော်မှာပေါ့နောက်ကလူမျိုးရှာပြုဆိုလူငယ်လေးရှိသေးတယ် ကလေးရှိသေးတယ်ကလေးရှိသေးတယ် ကလေးတွေရှိသေးတာသူတီးချင်အောင်နင်ကအော်ပေးမှာပေါ့ ဘယ်လိုအောင်မ ဒီလိုအော်မယ် ဘယ်လိုအော်မလဲ မင်းကလေးပြီးပြီးဟန်ချီချီဒီလိုအော်မယ် အော်ငါအဲ့ဒီဘယ်ဖုန်းထဲမှာငါမြင်မှုတော့ကြားဘူးတယ် အောင်မမမြင်ဘူးရမလား လာပြီ ငါဖုန်းနေပါ ကြည့်ပါ ဂျိတ်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 